ညချမ်းတညမြို့လေးတစ်မြို့မှာပါတီတန်တွေပျော်ရွှင်မှုတွေပြည့်နေတော့ကောင်းကင်ယံကနေမမျှော်လင့်ထားတဲ့အရာတစ်ခုဆင်းသက်လာခဲ့ပါတယ်စက်ကက်ယုံတယုံဒါပေမဲ့တကယ်စက္ကက်မဟုတ်ဘူးတနက်ကကြီးမထွက်ဘူးဖားခွန်တွေဖြစ်တယ်လူပြက်တွေကရေစရာမကလူသားတွေကိုအစာလိုဖမ်းစားနေကြတယ်ဇလန်းရဲ့အစမှာတော့အမေရိကန်မြို့လေးတစ်မြို့ရဲ့ညချမ်းမှာဂျေတိုက်နိုင်တဲ့ရဲအရာရှိကကော်ဒက်တယောက်ကင်းလဲဖို့ပြင်းနေတယ်အဲ့ဒီအချိန်မှာအရက်ပလင်းတွေတဲလာတဲ့လူငယ်တယောက်ကိုသူတွေးလိုက်ပြီးပန်းချံထဲမှာပါတီပွဲလုပ်နေကြပြီလို့တန်တရားဝင်သွားတာပေါ့အစဲကြော်တက်တွေကသူတို့ရဲ့ရီးစားတွေနဲ့အတူကားတွေပေါ်မှာအပန်းဖြေနေကြတာပါအဲ့ဒီအချိန်မှာရုတ်တရက်ရေခဲမုံရောက်တဲ့ကားနဲ့ညီကိုနှစ်ယောက်ရောက်လာပြီးပါတီကိုလာနောက်ရက်တယ်လို့ဖြစ်သွားတယ်ပလင်းတွေဘူးခွန်တွေနဲ့ဝိုင်းပေါက်ကြလို့ရေခဲမုံတွေလည်းထွက်ပြေးသွားရတော့တယ်ကင်ယံမှာအုတ်ကခဲကြီးတစ်ခုဖြစ်ပြန်သွားတာနဲ့အားလုံးပြောင်းလဲကုန်ပါတယ်မိုက်အဲ့ဒီအုတ်ကခဲကြီးတောအုံနာကိုကျသွားတာမြင်လိုက်တော့သွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲအဖိုးကြီးလက်သမားတစ်ယောက်လည်းမြင်သွားပြီးဒါဟာလေးအုတ်ကခဲ Hell is coming ပဲငါတော့ချမ်းသာပြီးနာမည်ကြီးတော့မှာပဲလို့တွေးပြီးလိုက်သွားပါလေရောခဏလေးလျှောက်သွားပြီးတဲ့နောက်မှာတော့သူတို့ဟာလင်းထိန်နေတဲ့စက်ကက်ယုံကြီးတစ်ခုကိုတွေးလိုက်ရတယ်အဖိုးကြီးကသူ့နောက်မှာကြောက်စရာကောင်းတဲ့လူပြက်အရေးကြီးလိုက်နေတာကိုမသိပဲယုံဘက်ကိုလျှောက်သွားမိတယ်ခဏအကြာမှာတော့ထိတ်လန့်စရာကောင်းတဲ့လူပြက်တစ်ကောင်ပေါ်လာပြီးအဖိုးကြီးရဲ့ခွေးကိုပိုက်နဲ့ဖမ်းသွားပါတော့တယ်ဒါကိုအဖိုးကြီးကတစုံတစ်ယောက်ကသူ့ကိုစားနောက်နေတယ်လို့ပဲထင်နေတော့မှသူကစက်ကက်ယုံကိုလက်သီးနဲ့ထိုးကြည့်တော့တန်မဏိလိုမာနေလို့လက်ပဲနာသွားတယ်ပြီးတော့ကေဘဲကျိုးတစ်ခုကိုစွဲဖြုတ်ဖို့စူးစမ်းပြန်တော့လျှက်စစ်တက်လိုက်ပြီးလွတ်ထွက်သွားတာပေါ့သူအသက်မသေးပေမဲ့လူပြက်ကပေါ်လာပြီးသူ့ကိုလေစာတနက်နဲ့ပြစ်လိုက်ပါတော့တယ်တစ်ဖက်မှာလည်းရဲအရာရှိကတစ်ကအရက်တောက်နေတဲ့လူငယ်နှစ်ယောက်ကိုမိပြီးရန်ကားဖို့လုပ်နေတော့သူရဲကောင်းဆန်တဲ့ရဲအရာရှိဒေးဗစ်တဲကရောက်လာပြီးတားလိုက်ပါတယ်တောထဲမှာတော့မိုက်နဲ့ဒက်ဘီတို့စက်ကက်ယုံနာကိုရောက်သွားပါပြီဒက်ဘီကတခုခုထူးဆန်းနေပြီလို့တန်တရားဝင်နေပေမဲ့သူတို့ဆက်ပြီးစူးစမ်းကြတာပေါ့တေဘယ်ကျိုးတွေအပြည့်ရှိတဲ့စင်ကြံလန်းတိုင်းလျှောက်သွားရင်အီလက်ထရောနစ်တကားသုံးချက်ရှိတဲ့အခန်းထဲရောက်သွားတဲ့ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါသူတို့ဟာအေယာမစွမ်းရင်ပေးဆက်ယုံကြီးဝေးဒရုံထဲကိုစုပ်ယူခံလိုက်ရတဲ့အန်ရရှိမှန်တိလိုက်တဲ့သူတို့နှစ်ယောက်ဟာစင်ကြံလန်းဘက်ကိုအမြန်ပြန်ပြေးကြတာပေါ့ဒက်ဘီကမိုက်ကိုပြောလိုက်တယ်ဒါစက်ကက်ယုံအဲ့ဒီအချိန်မှာပဲသူတို့ဟာပန်းရောင်တကြားလုံးကာတင်ခန်းဒီအထုပ်ကြီးတွေကိုတွေးလိုက်ရတယ်တေချာကြည့်လိုက်တော့မှဒါတွေဟာပျောက်ဆုံးနေတဲ့မြို့ခံလူထုရဲ့အလောင်းတွေကိုထည့်ထားတဲ့ပိုးအိမ်လူပြက်တကောင်အခန်းထဲဝင်လာပြီးဆက်တွေကိုထိန်းချုပ်ဖို့လုပ်နေတော့မိုင်းနဲ့တက်ပီတို့ကပိုးအိမ်ကြီးတွေနောက်မှာပုံနေလိုက်ကြတယ်ဒါပေမဲ့ဂျိုးသားလူပြက်ကသူတို့ကိုမြင်သွားပြီးလိုက်ဖမ်းတော့တာပေါ့လူပြက်ကထူးဆန်းတဲ့တနက်တလက်နဲ့ပြစ်လိုက်ပေမဲ့ထွက်လာတာကကြီးစံမဟုတ်ပဲပြောင်းမှုပေါ့ကပောက်ဖားကွန်တွေဖြစ်နေတယ်ပြောင်းမှုပေါက်တွေနဲ့အပြစ်ခံရပေမဲ့သူတို့နှစ်ယောက်လုံးအောင်ပြေးနိုင်ခဲ့ပါတယ်လူပြက်ကသူ့အပေါင်းပါတွေကိုလှမ်းခေါ်ပြီးမိုးပြန်ပူပေါင်းကိုခွေးရုပ်လေးဖြစ်အောင်လိမ့်လိုက်တယ်အဲ့ဒီနောက်မှာတော့ထူးဆန်းစွာပဲအဲ့ဒီပူပေါင်းခွေးလေးကအသက်ဝင်လာပြီးမိုက်တို့ရဲ့အနံ့ကိုလိုက်ရှာပါတော့တယ်သူတို့ကားစီကိုရောက်တဲ့အချိန်မှာလူပြက်တကောင်ကလမ်းပိတ်ထားပြီးသားပါမိုက်ကကားကိုအရှိန်နဲ့မောင်းထွက်လိုက်တော့လူပြက်ကကားရှိဖုံးပေါ်ခုန်တက်ပြီးမှန်ကိုရိုက်ခွဲဖို့ကြိုးစားတယ်ကံကောင်းစွာနဲ့ပဲမိုက်ကကားကိုအရှိန်မြင့်ပြီးခါချလိုက်နိုင်တယ်ဒါပေမဲ့အဲ့ဒီလူပြက်တွေကဒဏ်ရာမရတဲ့အပြင်စစ်ကူတွေပါခေါ်လိုက်လို့ဂျိုးသားလူပြက်တပ်သားကြီးတစ်ခုလုံးမြို့ထဲကိုဥတီလာပါတော့တယ်မိုက်နဲ့ဒက်ဘီတို့ရဲစခန်းကိုအမြန်ပြေးပြီးအရာရှိဒေးဗစ်ကိုတွားပြောကြတယ်ဒေးဗစ်ကဒက်ဘီရဲ့ရီးစားဟောင်းလည်းဖြစ်ပါတယ်သူတို့ကတောထဲမှာဂျိုးသားလူပြက်တွေရောက်နေပြီလို့ကြောက်ကြောက်လန့်လန့်ပြောပြပေမဲ့ကာတနဲ့ဒေးဗစ်တို့ကတော့ဒါဟာကလေးတွေရဲကိုနောက်ပြောင်နေတာလို့ပဲထင်နေကြတာပေါ့မြို့ထဲမှာတော့လူပြက်တွေရဲ့တိုက်ခိုက်မှုကစတင်နေပါပြီရုပ်သေးပြပွဲကြည့်နေတဲ့လူတစ်ယောက်ဟာလူပြက်ရဲ့တိုက်ခိုက်မှုကိုခံရပြီးပန်းရောင်တကြားလုံးပိုးအိမ်ထဲရောက်သွားတယ်တချို့လူပြက်တွေကဈေးဆိုင်တွေကိုဖျက်ဆီးကြတယ်လို့တချို့ကတော့အိမ်နိုင်ရာရောက်ပစ္စည်းပို့သမားတွေလိုဟန်ဆောင်ပြီးတကားဖွင့်ပေးသူမှန်သမျှကိုဖမ်းဆီးနေကြတယ်အဲ့ဒီအချိန်မှာပဲဒေးဗစ်ကဒက်ဘီကိုအိမ်ပြန်ပို့ပြီးတောထဲကိုမိုင်းနဲ့အတူပြန်သွားတယ်ဒါပေမဲ့နေရာရောက်တဲ့အခါစက်ကက်ယုံကြီးကပျောက်ကွယ်သွားတာကိုတွေးလိုက်ရတော့ဒေးဗစ်ကဒေါသထွက်ပြီးဒါဟာမိုက်ကသူ့ကိုနောက်ပြောင်လာလို့တွေးကမိုက်ကိုလက်ထိတ်ခတ်ပြီးစခန်းကိုပြန်ခေါ်သွားတယ်လမ်းမှာတော့ဆိုင်ကယ်စီးသမားတစုဟာစပိန်လေးစီးလာတဲ့လူပြက်တစ်ကောင်ကိုတွေ့ပြီးဝိုင်းရဲကြတာပေါ့အဲ့ဒီအထက်ကလူမိုက်တစ်ယောက်ကလူပြက်ရဲ့စပိန်လေးကိုရိုက်ခွဲလိုက်တဲ့အခါလူပြက်ကဝမ်းနေချင်အောင်ဆောင်ပြီးလက်ဝဲလက်အိတ်တွေနဲ့အဲ့ဒီလူကိုစိန်ခေါ်လိုက်တယ်လူမိုက်ကအထင်သေးပြီးတွားချလိုက်ပေမဲ့လူပြက်ရဲ့လက်သီးတစ်ချက်မှတင်အဲ့ဒီလူရဲ့ခေါင်းကပြတ်ထွက်ပြီးအနာကအမိုက်ပုံးထဲကိုတန်းမတ်ကျသွားပါလေရောဒါကိုမြင်တဲ့ကျန်တဲ့လူတွေလည်းကြောက်လန့်တကြားထွက်ပြေးကြတော့တာပေါ့စားတောက်ဆိုင်တစ်ခုအပြင်ဘက်မှာလဲလူပြက်တစ်ကောင်ကတူကြီးတစ်ချောင်းကိုနောက်မှာဝက်ပြီးကလေးမလေးတစ်ယောက်ကိုမြူဆွေနေတာကိုသူ့အမေကအချိန်မီကဲတင်လိုက်နိုင်တယ်ဒေးဗစ်ကပန်းချန်တွေကကားတွေထဲမှာထူးဆန်းတဲ့ပန်းရောင်တကြားလုံးအကျွင်းကြံတွေကိုတွေးလိုက်မှမိုက်ပြောတာအမှန်ပဲဆိုတာလက်ခံလိုက်ပြီးသူတို့နှစ်ယောက်ပူးပေါင်းပြီးဒီကျူးကျော်မှုကိုတားဆီးဖို့ကြိုးစားကြပါတော့တယ်ရဲစခန်းမှာတော့ဖုန်းတွေတကြီးကြီးမြည်နေပေမဲ့အရာရှိကတကဒါတွေဟာအလိညာတွေလို့ပဲထင်ပြီးဖုန်းမကင်ပဲနေခဲ့တဲ့လူပြက်တွေကလည်းမြို့ထဲမှာအပိုင်မင်းမှုနေကြပါပြီတကောင်ကမမြင်ရတဲ့ကားတစ်စီးကိုစီးပြီးလမ်းပေါ်ကကားတွေကိုတိုက်မောက်နေတယ်လို့အမြန်ချောဖို့သမားတစ်ယောက်ဟာအမိုက်ပုံတန်ရှင်းလုပ်နေတော့တရဝါတကောင်ရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပြကားမှတ်တိုင်မှာလည်းလူပြက်တစ်ကောင်ကလက်နဲ့အရေးပြပွဲလုပ်ပြပြီးစောင့်နေတဲ့သူတွေကိုအေယာမတိုင်လိုစောကြီးအတွင်းနဲ့ဝါမျိုးလိုက်ပါတော့တယ်မိုက်နဲ့ဒေးဗစ်တို့ကားနဲ့ဖြတ်လာရင်အဲ့ဒီလူပြက်ကိုတိုက်တက်ဖို့ကြိုးစားပေမဲ့လူပြက်ကလျင်မြန်စွာပဲရှောင်တိန်သွားခဲ့တယ်ဒေးဗစ်ကရဲစခန်းကိုစစ်ကူတောင်းဖို့ဖုန်းဆက်ပေမဲ့ကာတေကသူတို့လိန်နေတယ်လို့ထင်ပြီးဖုန်းချလိုက်ပါတော့တယ်လူပြက်တစ်ယောက်ကရဲစခန်းထဲကိုအေးဆေးဆေးလမ်းလျှောက်ဝင်လာတယ်ပြီးတော့သူ့ချီမှာတက်ထားတဲ့ပန်းပွင့်အတူနဲ့ Curtis ရဲ့မျက်နှာကိုရေနဲ့လှမ်းပတ်လိုက်တာပေါ့ Curtis လည်းဒေါသထွက်ပြီးအဲ့ဒီလူပြက်ကိုအချုပ်ခန်းထဲထည့်ပိတ်ထားလိုက်တယ်ဒါပေမဲ့လူပြက်ကလက်ထိတ်ကနေမယုံနိုင်စရာကောင်းတော့အောင်ရုံထွက်သွားနိုင်ခဲ့တဲ့ Curtis တယောက်ဒေါသတွေပောက်ကွဲတော့မဲ့အချိန်မှာပဲလူပြက်ကခယူးတင်းမှုတ်လိုက်ရာကနေဘဲကမှန်းမသိတဲ့လက်ကြီးတစ်ဖက်ထွက်လာပြီး Curtis ရဲ့လေပင်ကိုညှစ်ထားလိုက်ပါတော့တယ်နိုင်အနေငယ်ကြတော့ဒဲကရဲစခန်းကိုပြန်ရောက်လာတယ်စခန်းထဲမှာခြေရာကြီးတွေကိုတွေးလိုက်ရတယ်လို့အချုပ်ခန်းထဲကလူငယ်လေးတွေဟာလည်းပန်းရောင်ကုန်းတကြားလုံးအိမ်မြင်တွေထဲမှာပိတ်မိနေတာကိုတွေးလိုက်ရတယ်ပိုကြောက်ဖို့ကောင်းတာက Curtis ကိုလူပြက်ကကျိုးဆွဲရုပ်လိုမျိုးချုပ်ကင်ထားတာပဲလူပြက်က Curtis ရဲ့ခန္ဓာကိုယ်ကိုပြစ်ချပြီးဒဲကိုရေမောရင်တိုက်ခိုက်ဖို့လုပ်တော့တာပေါ့ဒဲကတနက်နဲ့အကြိမ်ကြိမ်ပြစ်ပေမဲ့ဘာမှမဖြစ်ဘူးနောက်ဆုံးကြည်စံကလူပြက်ရဲ့နှာခေါင်းနီကြီးကိုထိမှပဲအဲ့ဒီမိစ္ဆာကြီးကတဝဲလဲပြီးအပိုင်းပြတ်ထွက်သွားတော့တယ်ဒဲဗလဲရေဒီယိုကနေအကူအညီတောင်းပြီးအသင့်ပြင်ထားလိုက်တယ်
လမ်းပေါ်မှာတော့ Terence ညီကိုတွေကထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်လူပြက်တွေကလမ်းပေါ်မှာစီတန်းလှည့်နေပြီးတွေ့သမျှလူတွေကိုဂုံးတကြားလုံးအိမ်မြင်တွေနဲ့ထုတ်ပိုးနေကြတာပါသူတို့ကပိုက်ကြီးတွေနဲ့လူတွေကိုစုပ်ယူပြီးကားပေါ်တင်သွားကြတယ်ကားအောက်မှာပုံနေတဲ့လူတစ်ယောက်ပြေးဖို့ကြိုးစားပေမဲ့သူလည်းဂုံးတကြားလုံးဖြစ်သွားရပြန်တယ်ဒါကိုမြင်မှညီကိုနှစ်ယောက်လည်းမိုက်ပြောတာကိုယုံပြီးကြောက်ကြောက်လန့်လန့်နဲ့မောင်းကြတော့တယ်အိမ်မှာကြံခဲ့တဲ့တက်ပီကတော့လူပြက်ပိုးလောင်းတွေနဲ့ရင်ဆိုင်နေရတယ်အဝတ်ချင်းတွေဘီရိုတွေထဲကနေထွက်လာတဲ့ဒီပီလူလေးတွေကသူမကိုလိုက်ကြိုက်ကြတာအိမ်သားထဲကနေတော့မိစ္ဆာကြီးတစ်ကောင်ထွက်လာပြီးတိုက်ခိုက်သေးတဲ့ဒီပီကစပရေးဘူးတွေပိုက်တွေနဲ့ပြန်ခုခံပြီးရေချိုးခန်းထဲကနေထွက်လာနိုင်ခဲ့တယ်အပြင်မှာမိုက်ရဲ့အတန်ကြားလို့တကားဖွင့်ပေးလိုက်ပေမဲ့မိုက်ရဲ့အတန်ကိုလိုက်တူထားတဲ့လူပြက်တစ်ယောက်ဖြစ်နေပြန်တဲ့တင်းပေါက်ကနေခုန်ချဖို့ကြိုးစားတော့လဲအောက်မှာလူပြက်လေးယောက်ကပိုက်ကွန်နဲ့စောင့်နေကြတယ်နောက်ဆုံးမှာလူပြက်ခေါင်းဆောင်ကတနက်နဲ့ပစ်ပြီးဒဲဘီကိုပူပေါင်းဝါရောင်အကြီးကြီးထဲထည့်ဖမ်းသွားပါတော့တယ်မိုက်နဲ့ညီကိုနှစ်ယောက်ရောက်လာချိန်မှာတော့ဒဲဘီကိုခေါ်သွားတာကိုပဲမြင်လိုက်ရတယ်သူတို့နောက်ကနေလိုက်ကြရင်လမ်းမှာတဲရဲကားနဲ့တိုက်မိပြီးရဲကားပြတ်သွားတာကြောင့်အားလုံးရေထဲမုန်ကားကြီးပေါ်ဆူတက်ပြီးလိုက်ကြတာပေါ့လမ်းမှာလူပြက်တစ်ယောက်ကလုံခြုံရေးဝန်ထမ်းကိုမုတ်ဖုတ်ဖေးနဲ့ပြစ်ပေါက်လိုက်ရကနေဝန်ထမ်းဟာအေးပျော်သွားတယ်အဲ့ဒီမုန်တွေထဲမှာလူကိုချက်ချင်းအေးပျော်စေတဲ့အက်ဆစ်ပြင်းတွေပါနေတာကိုသူတို့ဖွဲ့လဲဒါဟာကဘာပြင်ပကဂျိုသားတွေဖြစ်ပြီးလူတွေကိုအစာဖြစ်လာရှာကြတယ်စုံစမ်းရင်းနဲ့ Transa ညီကိုနှစ်ယောက်ကထောင်ချောက်ထဲကျပြီးလူပြက်မနှက်ကောင်ရဲ့ဝိုင်းထားခြင်းကိုခံလိုက်ရတယ်တိမ်မဲ့မိုက်ကတော့စက်ကတ်တဲလိုမျိုးဖန်တီးထားတဲ့ဂျိုးတိမ်ရင်ထဲကိုခိုးဝင်သွားကြတယ်ဂုံးတကြားလုံးတွေတင်ထားတဲ့အခန်းထဲမှာတီးပီကိုရှာနေတော့လူပြက်တစ်ယောက်ဝင်လာပြီးဂုံးတကြားလုံးအိမ်မြင်ထဲကလူရဲ့သွေးကိုအချိုရည်တောက်တယ်လို့စုပ်တောက်နေတာကိုတွေ့ပြီးပုံနေလိုက်ကြတယ်နောက်ဆုံးမှာတေးပီပိတ်မိနေတဲ့ပူပေါင်းကိုတွေ့ပြီးဒဲဗကတနက်နဲ့ပြစ်ဖောက်ကကဲထုတ်လိုက်တယ်တနက်တန်ကြောင့်လူပြက်တွေအုပ်လိုက်ကြီးရောက်လာပေမဲ့ဒဲဗကသူတို့ရဲ့အားနည်းချက်ကနှာခေါင်းမှန်းတိတာကြောင့်နှာခေါင်းတွေကိုပဲပြစ်ပြီးအကုန်ရှင်းပစ်လိုက်တယ်သူတို့၃ယောက်ပိုက်လုံးကြီးထဲကနေရှော့ဆင်းလာရင်ငါးကောင်းပုံစံကူကြီးတဲ့ရောက်သွားကြတယ်ပူပေါင်းတွေတကားတွေကြားမှာပိတ်မိနေတော့နောက်ဆုံးစက္ကန့်မှာပဲထွက်ပေါက်ကိုရှာတွေ့ပြီးခက်မှတ်ကျကြီးတဲ့ရောက်သွားတယ်ဒါပေမဲ့လူပြက်တွေကဝိုင်းလာပြန်ရောအဲ့ဒီအချိန်မှာပဲ Transa ညီကိုတွေကရေခဲမုတ်ကားနဲ့နေရန်ကိုတိုက်ဝင်လာပြီးကယ်လိုက်တဲ့ကားဘောက်ကလူပြက်ရုပ်တုကြီးကိုတုံးပြီးလူပြက်တွေကိုလှည့်စားဖို့ကြိုးစားပေမဲ့လူပြက်ဘရင်ကြီး Clownzilla ပေါ်လာပြီးရေခဲမုတ်ကားကိုလက်တီးတစ်ချက်တည်းနဲ့ဖျက်ဆီးပစ်လိုက်တဲ့ဒဲဗကမိုင်းနဲ့တေးပီကိုအပြေးခိုင်းပြီးဘရင်ကြီးကိုတယောက်တည်းရင်ဆိုင်လိုက်တဲ့မိစ္ဆာကြီးကသူ့ကိုစားတော့မဲ့အချိန်မှာပဲဒဲဗကသူ့ရဲ့ရဲတစိမ့်နဲ့လူပြက်ကြီးရဲ့နှာခေါင်းကိုထိုးဆိုင်လိုက်တာကြောင့် Clownzilla ကြီးပေါက်ကွဲပြီးရင်ပြန်ကြီးပါကောင်းကင်မှာတစစီဖြစ်သွားတော့တယ်ဒဲဗကတေးပီလို့ထင်နေတော့မှပဲကောင်းကင်ကနေလူပြက်ကားလေးတစ်စီးပြုတ်ကျလာပြီးထဲကနေဒဲဗကဒဏ်ရာမရပဲထွက်လာတယ်ညီကိုနှစ်ယောက်လည်းရေခဲတက်တာတဲ့ပုံနေလို့အသက်ရှင်ခဲ့ကြတယ်အရာအလုံးပြီးဆုံးသွားပြီလို့ထင်ပြီးတက်ပြင်းချလိုက်တဲ့အချိန်မှာပဲကောင်းကင်ကနေအက်ဆစ်မုန်တွေသူတို့ဘော်ကိုအပြုံလိုက်ပြုတ်ကျလာပါတော့တယ်ဇလန်းလေးကတော့ဒါပါပဲ